ဟုတ်ကဲ့ညီကိုမောင်နှမများအားလုံးမင်္ဂလာပါအခုဆိုရင်ကျွန်တော်ကဘယ်လက်သီးထိုးတဲ့နည်းစနစ်ကိုစတင်မှာဖြစ်ပါတယ်အဲ့လိုအတွက်ကြောင့်မို့ကျွန်တော်တို့တွေကခြေထောက်လေးကို45ဂရီခွဲထားပြီးတော့ဒီလို4000ကွက်လေးလိုက်ချင်မယ်45ဒီဂရီကတပေလောက်ချဲထားမှာပေါ့နော်အဲ့လို45ဒီဂရီတပေလောက်ချဲပြီး4000ကွက်လေးတွေထဲမှာခြေထောက်ကိုမလုံးမရှက်ပဲထားမယ်မလုံးမရပဲထားပြီးကျွန်တော်တို့ကဘယ်လက်သီးထိုးတာကိုစတင်မှာပေါ့လက်သီးထိုးတဲ့ကလက်ကိုတင်မယ်ညာလက်ကလေးကဘိုက်ကိုကတ်မယ်တတောင်လေးကလက်ကလေးထိတ်ကလေးကမေးသီးကိုကတ်မယ်ညာလက်ကလေးကဘိုက်မှာကတ်ထားမယ်ပြီးရင်ဘဲလက်ကလေးကိုဖြည်းဖြည်းချင်းထိုးမယ်ကျွန်တော်ဘဲရှေ့မျက်လုံးနဲ့တဒန်းနဲ့ကြောက်အောင်ထိုးမယ်ဘဲလက်ကလေးကိုပြီးရင်ပြန်ရုပ်မယ်ပြီးရင်ကျွန်တော်တို့အဲ့လိုတဒန်းနဲ့ပေါ့နော်ဖြည်းဖြည်းချင်းအားမထည့်ဘူးလက်ကိုလည်းဖြော့ထားမယ်ရှော့ထားပေါ့အားမထည့်ဘူးဖြည်းဖြည်းချင်းသွားမယ်ပြန်ရုပ်မယ်ကျွန်တော်ကဘယ်လောက်ထိုးရမလဲဆိုရင်ကျွန်တော်တို့အဲ့လိုလေးကိုပဲသွားမယ်100ထိုးမယ်100ထိုးပြီးကျွန်တော်တို့ခဏပြန်နားမယ်နောက်100ထိုးမယ်200ပေါ့နော်ကျွန်တော်တို့အဲ့လိုဖြည်းဖြည်းချင်းအားထည့်တဲ့စနစ်မပါသေးဘူးကျွန်တော်ကအားထည့်တဲ့စနစ်ကိုနောက်တစ်ပိုက်မှာအားထည့်တဲ့စနစ်လာမယ်အခုကအားထည့်တဲ့စနစ်မထိုးဘဲနဲ့ကျွန်တော်တို့က200ထိုးကြည့်မယ်နော်မိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တင်ပြပေးတာပါအဲ့အတွက်ကျွန်တော်ပြောတဲ့အတိုင်းလေးကိုဖြည်းဖြည်းလိုက်လုပ်ကြည့်ပါ